မင်းကလေးတဦးကမျိုးနွယ်စုရဲ့ဝါရင်ဆုံးအဖိုးအိုကိုဒူးထောက်ခိုင်းလိုက်တဲ့အတွက်မိသားစုဝင်တွေကသူမကိုယူနေတယ်လို့ဝိုင်းဆဲကြပါတယ်။ဒါပေမဲ့အဖိုးအိုကတော့မျက်ရည်တွေကျပြီးသူမကိုသူတို့ရဲ့ဘိုးဘွားအစ်စ်အမှန်အဖြစ်အတိအမှတ်ပြုကာအယိုသေးပေးလိုက်ပါတယ်။ဇလန်းဆမှာလူနှစ်ယောက်ဟာတောထဲကခေါင်းတလားထဲမှာရှိတဲ့အမျိုးသမီးကိုဝိညာဉ်နှောင်တိုင်နဲ့ရိုက်တက်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာအထက်ပုံကနတ်သက်ကြွေလာတဲ့နတ်ဖျားမတပါးဖြစ်ပြီးသူမရဲ့6ဆက်မြောက်မြေးမလေးရဲ့ကိုယ်ထဲမှာပြန်လည်ဝင်စားလာတာဖြစ်ပါတယ်။သူမဟာသူမကိုလှုပ်ကြံဖို့လာသူတွေကိုချက်ချင်းနှိမ်နင်းလိုက်ပြီးမိသားစုရဲ့အခြေအနေကိုပြန်ကြည့်ဖို့ရဲ့မိသားစုစီကိုပြန်လာခဲ့ပါတယ်။ရဲ့မိသားစုတွေကိုသူမရောက်သွားချိန်မှာဝစ်ကောင်းစားလာတွေနဲ့သပင်အနီရောင်ရှိတဲ့လူငယ်တစ်ယောက်ကသူမကိုကြေးတော်သူလိုနှိမ်ပြီးရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံပါတယ်။သူမကဘာမှပြန်မပြောဘဲကက်ကျေးနဲ့သူ့ရဲ့သပင်အနီတွေကိုညှက်ပစ်လိုက်လို့လူငယ်လေးငိုလိုသွားပါတယ်။အဲ့ဒီနောက်သူမရဲ့ဖခင်ဖြစ်သူယခုဘဝရောက်လာပြီးသူမကိုသူ့တူသပင်အနီနဲ့လူငယ်ကိုတောင်းပန်ခိုင်းကဘိုးဘွားဆင်ရှေမှာဒူးထောက်ပစ်တန်းပေးလိုက်ပါတယ်။သူမကတော့ဘာမှပြန်မငင်းပဲလက်ခံလိုက်ပါတယ်။ဘိုးဘွားဆင်ရှေမှာသူမဟာမိသားစုမျိုးရိုးစရင်ကိုကြည့်ပြီးတက်ပြင်းချနေပါတယ်။အဲ့ဒီအချိန်မှာဖျားနာနေတဲ့မျိုးနွယ်စုရဲ့အဖိုးအိုကြီးသူမကိုမိစ္ဆာမလို့ဆွဆွဲပါတယ်။ဒါပေမဲ့သူမအမွှေးတိုင်ထုံးတဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါအဖိုးအိုကြီးဟာအံ့ဩသွားပါတယ်။ဒါဟာရဲ့မိသားစုရဲ့ပျောက်ကွယ်နေတဲ့လျှို့ဝှက်ပညာရဲ့ဖြစ်ပြီးဘိုးဘွားတွေသာတက်ကြွတဲ့ပညာဖြစ်လို့ပါ။အဖိုးအိုကြီးဟာသူမရှိမှဒူးထောက်ပြီးဘိုးဘွားမယ်တော်လို့ခေါ်လိုက်ပါတယ်။သူမကလည်းသူ့ကိုကလေးလေးလို့ပြန်ခေါ်ပြီးသူ့ရဲ့ယောဂဝေဒနာတွေကိုကုသပေးလိုက်ပါတယ်။မိသားစုကိုပြန်လည်ထူထောင်ဖို့အတွက်သူမဟာဆက်ခံမဲ့သူကိုရွေးချယ်ရမှာမိသားစုဝင်တွေကသူတို့ရဲ့သားသမီးတွေကိုဝစ်ကောင်းစားလာတွေနဲ့ပြသကြပေမဲ့သူမကတော့ထောင်သားမှာကုတ်ကုတ်လေးထိုင်နေတဲ့အဝတ်စုံနဲ့ကလေးလေးကိုသာရွေးချယ်ခဲ့ပါတယ်။အားလုံးကသူမကိုကြေးတော်သူလို့ထင်နေကြပေမဲ့နောက်ဆုံးမှာတော့သူမဟာရဲ့မိသားစုရဲ့အစ်စ်အမှန်ဘိုးဘွားမယ်တော်ဖြစ်ကြောင်းသိရှိသွားပါတယ်။